Vietnam ရောက်ပြီးတဲ့ဟာဝက်ဆက်လက်ကိုတစ်ခါမှမလုပ်စားရသေးဘူးပေါ့နော်ဆိုတော့အိမ်မှာဝယ်ထားတဲ့ပစ္စည်းလေးတွေကလည်းအစုံလင်ရှိနေရဆိုတော့ဒီနေ့အဲ့ရနိုချင်းစားမယ်စိတ်ကူးတယ်ပေါ့နော်နာဝက်ဆက်လက်အရင်စားကြတယ်လို့ဝက်ဆက်လက်လောက်စားပါမယ်ဝက်ဆက်လက်လောက်စားဖို့အတွက်အသားကိုတော့အစီနဲ့အသားနဲ့ရောနေရတာလေးဆိုရင်ပိုကောင်းတယ်ပေါ့နော်ကဘာပေါ်မှာအလွယ်ကူဆုံးစားစရာပါလဲဆိုလို့ရှိရင်ဝက်ဆက်လက်လို့ပြောရမယ်ဘာမှမခက်ခဲဘူးဒီလားအရသာထဲရတာရောလောက်ရတာရောအရင်လွယ်လွယ်လေးပဲအရင်ဆုံးဝတ်သားလေးတွေကိုလိုချင်တဲ့အနေထားလောက်လေးလှီးပြီးတော့အဲ့ဒါကိုအရသာနှက်မယ်ရသာနှက်ဖို့ကလည်းလေအများကြီးတက်စရာမလိုဘူးခရူးစီရဲ့ပန်းငံပြားရဲ့အကြည်ရဲ့စားအချိုမုတ်ကွာချက်သားမုတ်ကြိုက်တယ်ဆိုလို့ရှိရင်ချက်သားမုတ်လေးထည့်လိုက်ရင်ရပြီအဲ့ဒါလေးကိုတော့အနည်းဆုံးမိနစ်30လောက်တော့နှက်ထားပြီပေါ့နော်ကိုကတော့ဝတ်သားနှက်ထားတဲ့အချိန်တိုးအတွင်းမှာဘာလုပ်လဲဆိုလို့ရှိရင်ဝက်ဆလတ်နဲ့တွဲစားမဲ့အသီးအရွက်လေးပြင်ဆင်တယ်kimchi နဲ့ပဲတွဲစားခြင်းလည်းရတယ်ကိုကတော့ sauce လေးပါပြင်ထားတယ် sauce လေးကလည်းမခတ်ပါဘူးကိုကကြက်သွန်ပြူငုပ်သီးစိမ့်နန်းနန်းပင်လေးရယ်ပြီးရင်အရသာလေးကိုလိုတလိုထည့်လိုက်ရင်ရပြီတချို့ကကျတော့ဝက်ဆလတ်လောက်စားတဲ့ခါမှာစနွင်းမုတ်ထည့်ခြင်းလည်းရတယ်ပေါ့နော်အနံ့လေးပျောက်သွားကိုကတော့ဝက်သားကိုမကြက်မှာဆိုလို့သူ့ရဲ့ရေလေးနဲ့အရင်ဆုံးခန်းအောင်လှိမ့်လိုက်တယ်လှိမ့်ပြီးတော့ရေလေးနည်းနည်းထည့်ပြီးတော့အခုလိုမျိုးလေးခြောက်လာတဲ့အထိကြော်ပြီးရပေါ့နော်ကြော်ပြီးရပြောရမလားလော်ရပြောရမလားပေါ့နော်ကိုကအနံ့နေပါရဲ့အရင်ထွက်တာမကြိုက်ဘူးဆိုလို့ရှိရင်ငရုတ်ကောင်းလေးပဲပြည့်စနွင်းလေးပဲပြည့်ထည့်လို့ရတယ်ကျမတော့ငရုတ်ကောင်းလေးနည်းနည်းထည့်ထားပါတယ်ဝတ်သားလေးကလေးလုံးဝနူးဣပြီးတော့ရှယ်မုတ်ဖက်လေးနဲ့တွဲစားချင်တာဖြစ်တဲ့အတွက်လည်းမုတ်ဖက်လေးလည်းနည်းနည်းပြုတ်ထားတယ်အခုဆိုရင်တော့ကျမရဲ့ဝက်ဆက်လက်လေးက ready ဖြစ်ပါပြီမနက်စာကိုဝက်ဆက်လက်လောက်စားရဲဆိုနည်းနည်းများယူကြောင်ကြောင်နိုင်နေမလားတော့မသိဘူးပေါ့နော်ဒါပေမဲ့လေကိုစားကျင်တာစားရရဲ့ပျော်ရွှင်မှုကဘာနဲ့မှမလဲနိုင်ဘူးဝက်ဆလာကိုလေပထမဆုံးစစားခဲ့ရလဲဆိုလို့ရှိရင်ကိုဗစ်တွေပြီးကစားလောက်ထင်တယ်ရွာမခွေနာမှာအဲ့လိုညနေဘက်ဆိုလို့ရှိရင်စီးဆိုင်နေအများကြီးလာဖွင့်တယ်အဲ့မှာဆိုလို့ရှိရင်ငါးကင်ဆိုင်နေမမရင်ငါးကင်ဆိုင်နေမာလာမောက်ချိုက်ဆိုင်နေပြီးတော့ဝက်ဆလာလည်းရှိရတခါလေးစားလိုက်ဘူးလားတခါလေးနဲ့တကယ်ဆွဲလန်းသွားတာအဲ့တော့တပွဲကို9000လားမသိဘူးပေးရတယ်အော်9000ကလေဘယ်လိုပြောရမလဲ5ယောက်စားမယ်ဆိုလို့ရှိရင်တယောက်2ခါလောက်ပဲစားလို့ရအဲ့နောက်ရလဲကြောက်အဲ့ဝက်ဆလတ်ကိုဝတ်သားကိုအိမ်မှာ share လုပ်စားတာလုံးဝဝတ်သား2000မို့3000မို့လောက်ဝယ်ပြီးတော့အချိုက်စားလို့ရတယ်အဲ့တော့ကတော့တကယ်အမတ်တရပဲအခုတော့ကိုနဲ့ပေါင်းပြီးတော့သူပါဝက်ဆလတ်ဖြစ်နေဝက်ဆလတ်ကတော့ကိုရီးရဲ့ favorite ပဲကပိုင်းနှစ်ချမ်းကွဲသွားရင်တော့ဝတ်သားရှိရဲ့ပတ်ချမ်းမှာပဲနေမှာပါကျမတို့ကအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်